ဝက်ချံပြောက်ချင်တယ်ဆိုလို့ရှိရင်ဒီ5ချက်ကိုလိုက်နာဖို့လိုတယ်အဲ့ဒီ5ချက်ကဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ဖေးရွာဖိတ်ရမယ်နံပါတ်2အပူအဆက်တွေအစီအစိတ်တွေစီရန်တော့တာတွေကိုရှောင်ရမယ်နံပါတ်3သပင်ဖားလားချတာတွေကိုလည်းမလုပ်ရဘူးမဖြစ်လို့လည်းဆိုရင်မျက်နှာမှာဝက်ချံကိုပါလို့လည်းသပင်ဖားလားချတဲ့ခါကျတော့ဒီသပင်မှာမမြင်နိုင်တဲ့ဖုံဖုံတွေမှုကြီးတွေကကပ်ပါလာတဲ့ခါကျဒီလိုဝက်ချံဒီလိုမျက်နှာကိုပေါ့နော်ဒီလိုသပင်နဲ့ရိုက်နေတဲ့အတွက်ဝက်ချံတွေကပို့ပြီးတော့မှဘက်တီးရီးယားပိုးတွေကပို့ကျွဲပြီးတော့မှပိုးပေါက်ပို့ပြီးတော့မှလွယ်စေတယ်ဒါကြောင့်မို့ဝက်ချံတွေကမပြောင်းနိုင်ဘူးပြန်ပြန်ပြီးတော့မှဖြစ်နေတယ်ပွားနေတာဖြစ်တတ်တယ်ပေါ့နော်နံပါတ်4ကမီကယ်ပါတာတွေကိုရှောင်ရမယ်ကမီကယ်ပါတဲ့ mix ကတ်တွေ skin care တွေကိုမျက်နှာပစ္စည်းတွေပေါ့နော်ရှောင်ရမယ်နံပါတ်5လက်နဲ့ခဏခဏညစ်တာမလုပ်ရဘူးဘာဖြစ်လဲဆိုတော့လက်ကမတန်ရှင်းပေါ့နော်မတန်ရှင်းတဲ့လက်နဲ့ခဏခဏညစ်တဲ့ခါကျရင်ပို့ပြီးတော့မှပိုးပေါက်သွားလို့ရတယ်ဒါကြောင့်မို့လို့ဒီ5ချက်ကိုရှာနိုင်တယ်ဆိုလို့ရှိရင်ဝက်ချံကိုလည်းတက်တာစီပါတယ်ဒါမှမဟုတ်လို့ရှိရင်တော့ဝက်ချံပြောက်စီရဲ့ skin care ဓာတုဆေးဝါးမပါတဲ့တဘာဝ skin care လေးတွေနဲ့ skin care ပေးဖို့ရပါတယ်။တဘာဝ skin care လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့comment မှာဝင်ရောက်ပါကြည့်တော့ပြပါရှင်။အားလုံးပဲဝက်ချံလေးကျင်းနိုင်ပါစေနော်။ Subscribe